ခုမှပဲ training ဆင်းပြီးဒီနေ့လေ့ကျင့်ပေါ်2ယောက်ရခဲ့တယ်2ယောက်ရပါတယ်နီဘောအကောင်လေးနဲ့ဆောင်းကဒီ senior တယောက်နဲ့တယောက်တည်းဆင်းရတာပြင်းလာတယ်ဆင်းပြီးဒီနေ့လေ့ကျင့်ပေါ်2ယောက်ရခဲ့တယ်နီဘောအကောင်လေးတယောက်နဲ့ဆောင်းက senior တယောက်နဲ့ဒီအပြန်ခန်းထဲမှာပဲလေ့ကျင့်ခန်းထဲနဲ့လှုပ်လိုက်ဘယ်ရိုက်တယ်ဆိုရင်မလို့တော့ကြားနေဒီနေ့လှုပ်လိုက်အောင်ဒီကအခန်းပဲခုထိတော့တယောက်တည်းရှိသေးတယ်နောက်ရက်မှာအခန်းပေါ်လာ